မာနဆိုတာ9မျိုးရှိတယ်တတိထားကြည့်အောင်9မျိုးဆိုတာကတော့ဖြစ်နိုင်တာတွေကိုပြောပြတာအရေးအသွေးနဲ့ပတ်သက်ပြီးတော့လူကို3မျိုးခွဲလိုက်မှတ်ဖို့ရလွယ်ပါတယ်လူကို3မျိုးခွဲလိုက်တယ်သေယဆိုတဲ့အစစ်မြင့်တဲ့ပုဂ္ဂိုလ်ကတစ်ယောက်တတိတဆိုတဲ့ကိုယ်နဲ့ရည်တူတဲ့ပုဂ္ဂိုလ်ကတစ်ယောက်ဟိနဆိုတာကိုယ်ရဲ့အောက်တန်းကျတဲ့ပုဂ္ဂိုလ်ကတစ်ယောက်ကမ္ဘာလောကမှာရှိတဲ့လူတွေကိုလူတန်းစားခွဲကြည့်လိုက်တယ်ကိုယ်နဲ့တာတဲ့လူရှိတယ်ကိုယ်နဲ့တူတဲ့လူရှိတယ်ကိုယ်အောက်ညံ့တဲ့လူရှိတယ်လူ3ယောက်ရသွားပြီနော်အဲ့ဒီလူ3ယောက်မှလည်းပဲအတွေး3မျိုးစီရှိတယ်တဲ့အတွေး3မျိုးဆိုတာအရေးချင်းကိုကြည့်ပြီးတော့तू ကငါနဲ့တာတယ်तू ကတော့ငါနဲ့ငါအရေးချင်းနဲ့တူတယ် तू ကတော့ငါနဲ့အောက်တန်းငါနဲ့နှိမ့်ကြတယ်ဒီလိုမတွေးဘူးလား3မျိုးတွေးတယ်အဲ့တော့အဆင့်မြင့်တဲ့လူကလည်းပဲဒီလို3မျိုးတွေးတယ်ဓာတ်တူပုဂ္ဂိုလ်ကလည်းပဲ3မျိုးတွေးတယ်ကိုယ့်ရဲ့နှိမ့်ကြတဲ့ပုဂ္ဂိုလ်ကလည်း3မျိုးတွေးတယ်ဆိုတော့3 3ဘယ်လောက်ဖြစ်သွားမာန9မျိုးဆိုတာအဲ့ဒါပြောတာပါမာန9မျိုးရှိတယ်တဲ့မာနဆိုတာတာတယ်လို့တွက်မှမာနမဟုတ်ဘူးငါသူ့ရဲ့ညံ့တယ်လို့အရေးချင်းနဲ့ပတ်သက်ပြီးထင်ရင်လည်းမာနလို့ခေါ်တယ်အဲ့ဒီမာနကိုရှေ့ကစလုံးလေးတစ်လုံးထည့်ပြီးတော့ဩမာနတဲ့အောက်ချပြီးတော့တွေးတဲ့မာနလို့ဒီလိုပြောတာစာလို့ပြောမယ်ဆိုလို့ရှိရင်သေယပုဂ္ဂိုလ်မှာသေယမံငါကတာတယ်လို့တွေးတယ်တတိတမံတူတူပဲလို့တွေးတယ်ဟိနမံငါကညံ့တယ်လို့တွေးတယ်3ခုသေယမံတတိတမံဟိနမံတတိတပုဂ္ဂိုလ်မှာလည်းပဲသေယမံတရိတမံဟိနမံ3မျိုးဟိနပုဂ္ဂိုလ်မှာလည်းပဲသေယမံတရိတမံဟိနမံလို့3မျိုးသေယတရိတဟိနသေယဆိုတာကိုယ်နဲ့တာတယ်တရိတဆိုတာကိုယ်နဲ့တူတယ်ဟိနဆိုတာကိုယ်နဲ့ညံ့တယ်အဲ့ဒီ3မျိုးကိုနောက်ထပ်3မျိုးနဲ့မြောက်လိုက်တော့3 3 4 9ဖြစ်တာအဲ့ဒါကိုမာန9မျိုးလို့ခေါ်တာအဲ့ဒီမာန9မျိုးလုံးဟာအမှန်တိုင်းတွေးတာပဲဖြစ်ဖြစ်မမှန်တာအခြေခံပြီးတွေးတာပဲဖြစ်ဖြစ်မာနမှန်သမျှအကုသိုလ်ပဲ